ကွယ်လွန်သွားသူနှင့်တွေ့မြင်စကားပြောဆိုနိုင်သောအစီရင်လာပြညဒါမှမဟုတ်လောလောလတ်လတ်9ရက်10ရက်အကြာကွယ်လွန်သွားသူတစ်စုံတစ်ယောက်ကိုကိုယ်တိုင်တွေ့မြင်စကားပြောဆိုခြင်းနဲ့ဆိုရင်ဒီအချက်တွေကိုလောက်ကြည့်လိုက်ပါည12နာရီအချိန်ကအကောင်းဆုံးပါပဲနာနာဘာဝတွေကျက်စားလို့ကောင်းနေပါပြီအဲ့ဒီအချိန်မှာပြုလုပ်ဖို့အတွက်နှမ်းစီကိုကြိုတင်ဝယ်ယူထားပါဝယ်တဲ့အခါနှမ်းစီကိုဈေးမစစ်ပါနဲ့အနည်းငယ်ပဲဝယ်ပေါ့အသင့်ပါတဲ့နှမ်းစီကိုအခုပြောမဲ့ဂါထာမန္တန်38ခေါက်မှန်းပါအိုအာကာတေအာကာတေဒေဝတဒေဝတငါသာတတ်သည်ငါအသက်မဟုတ်ငါဆရာတင်ညောင်ဘလူးမင်းအသက်ပဲပြပေဆရာပြပေမြင်စေဆရာမြင်စေယင်းစီမန်းကိုမျက်စိမှာကွင်းပြီးဖျားစစ်ခိုး၍မျက်စိကိုမှိတ်ပြီးကြည့်ပါတတိရှိဖို့တော့လိုမယ်တွေ့မြင်လို့တဲ့ဝယ်လွန်သူကိုတွေ့မြင်ရလိုက်မယ်တွေ့မြင်ရတဲ့အခါသိလို့သမျှအကြောင်းအရာများကိုမေးမြန်းပါမေးသမျှပြန်ပြောပါလိုက်မယ်တယောက်တည်းတီးတန့်ပြုလုပ်စေခြင်းနဲ့ကြောက်တတ်သူလိပ်ပြငယ်သူများမစမ်းတတ်ရအန္တရာယ်ရှိကြောင်းတတိပြုပါ